မရှာအာဇယံတေဒူတောင်းစုမြခမြတာတို့မပါလေနာတော်ရှင်အောင်ပါမပါလေနာတော်ရှင်အောင်ပါကျွန်တော်တီးရထုရကံကိုတွန်းခဲ့ပါတိတ်တမင်းလောင်ရစားအမကိုလေအမမပြိုးလေနဲ့ဖယားကိုအမတူပါဘူးဆက်ပြည့်၍ပုံထိုးရကိုကိုရလေးနမမီရဲ့နဲ့ပူစေမိမြတ်ဓမ္မအရိယာလေးတန်ခါအများတွေနဲ့အရိယာလေးတန်ခါအများတွေနဲ့သမုဒိကိုချမ်းလို့မထားခဲ့ပါဘူးတပိကတောင်းမှန်သည်နှုတ်ဝစီရိုင်းမော်တဲ့ပြေကိုလားကျွန်ုပ်တီးခိုင်းတော်မလို့စေဖို့ဝိတွားကအေးစလီနဲ့တင်ချီကမာလာတပိတီရာဇာမီတောင်းပန်ပါ၏ဖယားဖယားဖယားယနေ့စိတ်ကရွှေမျိုးတော်ကြီးမှာဖြင့်သာသနာအလူဒါယကဥဇော်မင်းတို့သာသနာအလူဒါယကမှာဒေါ်ဆူဆောင်တို့ရဲ့အလူတော်မင်္ဂလာပွဲမှာဖြင့်ငွေနဲ့ကြော်ကြီးကတလက်တစ်ဖက်အခမ်းနေပြီလို့ငွေနဲ့ကြော်အနန္တောအနန္တ၅ပါးကိုဥထိတ်မှာထားလျက်မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကြာပတောမြို့နယ်ညောင်ကုန်းကျောင်းဆရာတော်ဦးကောသလအားဥထိတ်မှာပတ်စင်လျက်နှစ်ဖက်သောအဖိုးအဖွားများနဲ့အမိဖများအားရှေးဦးတင်ကအမှုထားလို့သာသနာအလူဒါယကလေးဖြစ်တဲ့ဦးဇော်မင်းထွန်းတို့သာသနာအလူမာဒီဒေါ်ဆွေဆောင်တို့အောင်တို့ရဲ့ပ
ပုပ္ပမောင်စာပရစေရနာစေနာတုံးနဲ့ပြတ်ထနဲ့အလူတော်မင်္ဂလာပွဲမှာဖြစ်ရေထုံးငိုလည်းမပဲနဲ့ဈေးသုံးငိုလည်းမလွယ်နဲ့ဆိုတယ်ဆိုရိုးစကားအရာယနေ့တော်ပြင်ကြောက်ပတော်မျိုးကျက်သေးဆောင်ဖြစ်တဲ့တာဝင်းတင်ဒုရိယာမင်္ဂလာဆန်းတော်အဖွဲ့နဲ့တွဲဖက်ပြီးရတုရကငလဲတွေကိုပြအလဲပေးတာချင်းဖြစ်ပါသည်ခမညာယနေ့သာသနာအလူတကာလေးဥဇော်မင်းထွန်းတို့သာသနာအလူမာလေးဒေါ်ဆူဆူအောင်တို့ဟာဖြင့်ချကဲဘူးတဲ့ရေဆက်ပန်ကဲဘူးတဲ့တစ္ဆာတွေကြောင့်ယနေ့အထူတော်မင်္ဂလာပွဲမှာဆုံစည်းရခြင်းဖြစ်ပါတယ်ယနေ့သာသနာအလူဒါယကသာသနာအလူမာလေးတို့ဟာဖြင့်စေနာပါရှိပြန်တော်လဲကံပါမသာလဲလဲလူကမြောက်နိုင်ပါသည်ခမညာစေနာအာဘခဝေကမဝရမီစေနာအာဘခဝေကမဝရမီ